100 ခိုင်နှုန်းပတ်စံရမယ်ဖုန်းထဲမှာ KB ဝယ်ပေးအကောင့်တစ်ခုကိုစီးရုံနဲ့ကျွန်တော်စီမှာ$0.5 ကနေစတင်ပြီးတော့ပတ်စံလာထုတ်လို့ရမှာဖြစ်ပါတယ်ဘယ်နိုင်ငံဘယ်ဒေသကမဆိုပတ်စံလွယ်တကူဆောက်လို့ရမှာဖြစ်ပြီးတော့ဂိမ်းစောစရာမလိုတဲ့ APP လေးတစ်ခုပဲဖြစ်ပါတယ် APP လေးကိုရယူမယ်ဆိုရင်ဖုန်းထဲမှာစီးတဲ့ WP လေးတစ်ခုကို US နိုင်ငံမှာထားပြီးတော့ connected လုပ်ပေးထားရမှာဖြစ်ပါတယ် free online ငွေစာနည်းတွေကိုအချိန်နဲ့တပြည့်ညီတည်စီလို့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပြီးတော့ notification လေးကိုနှိပ်ထားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဒီ APP လေးထဲကနေပတ်စံဘယ်လိုဆောင်မလဲပတ်စံဘယ်လိုထုတ်မလဲဆိုတာလေးကိုကျွန်တော်နဲ့အတူဗီဒီယိုလေးကို like အဆက်လေးလုပ်ပြီးတော့အစုံထိ like ပါကြည့်စုသွားလိုက်ရအောင်ပေါ့နော်APP လေးကိုရယူဖို့ဆိုရင်ကိုလူတို့ဖုန်းထဲမှာစီတဲ့အပူပေလေးတစ်ခုကို US နိုင်ငံမှာထားပြီးတော့ connected လုပ်ပေးထားရမှာဖြစ်ပါတယ်ကျွန်တော်ပေးထားတဲ့လေးကနေတစ်ချက်ဝေလိုက်ပြီးဆိုရင်ဒီ Play Store ထဲမှာပေါ့နော် APP နေနဲ့ logo လေးကိုတေချာကြည့်ပြီးတော့ install လုပ်ပေးရမှာဖြစ်ပါတယ် download အသုံးပြုသူကဆိုရင်1000ပဲစီးပြီးတော့ဒီမှာဆိုရင်1000အရေးတွေကဆိုရင်ပေါ့နော်4.5ခနဲ့ review ကောင်းတဲ့ APP လေးတစ်ခုပဲဖြစ်ပါတယ်ဟုတ်ပြီဒီကောင်လေးကျွန်တော်တို့ရဲ့ဖုန်းစကွယ်လေးထက်ကိုရောက်လာပြီးဆိုရင်ဒီကောင်လေးထက်ကိုတစ်ချက်ဝေလိုက်ပေါ့နော်ဒီလို effect ရနေတဲ့အခါမှာဆိုရင်ကျွန်တော်ပြောထားတယ်လို့မျိုးကိုလူတို့လိုက်လုပ်ပေးပါပေါ့နော်ဒီ APP လေးကိုစတင်ဝေမယ်ဆိုရင်ကိုလူတို့အနေနဲ့ဒီလို effect ကျွန်တော်တို့ပြနေတဲ့အခါမှာဆိုရင်ကိုလူတို့ကဖုန်းထဲမှာစီးတဲ့ဒီ setting လေးထက်ကိုဝေပေးရမှာဖြစ်ပါတယ် setting လေးထက်ကိုဝေပေးလိုက်ပြီးဆိုရင်ကိုလူတို့ကဒီအောက်ကပေါ့နော်ကျွန်တော်တို့ eternity နဲ့ setting လေးထက်ကိုတစ်ချက်ဝေပေးရမှာဖြစ်ပါတယ်ဒီလိုဝေပေးလိုက်ပြီးဆိုရင်ကိုလူတို့ကဒီအောက်ကိုနည်းနည်းဆွဲချလိုက်ပြီးဆိုရင်ဒီမှာ global offset ဆိုတဲ့နေရာလေးကိုတစ်ချက်ဝေပေးလိုက်ပေါ့ဝေပေးလိုက်ပြီးဆိုရင်ကျွန်တော်တို့ကဒီမှာ global offset လေးကိုပိတ်ပေးထားရမှာဖြစ်ပါတယ်ဒီကောင်လေးကိုပိတ်ပေးမှတာကိုလူတို့အနေနဲ့ဒီ APP လေးတွေထဲကနေပတ်ဆက်ဆောင်မယ်ဆိုရင်ဒီ effect ဆိုတဲ့ဒီကောင်လေးကဆိုရင်ပြောင်းမှာမဟုတ်ဘူးပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ကစိန်လေးကိုဆက်ပေးလိုက်ရမှာဖြစ်ပါတယ်ဒီလိုကျွန်တော်တို့ကစိန်လေးကိုဆက်ပေးလိုက်ပြီးဆိုရင် global offset နဲ့ကျွန်တော်တို့ပိတ်ထားပြီးဆိုရင်ဒီထက်ကိုကျွန်တော်တို့စတဲ့ဝယ်ပြီးတော့ပတ်ဆက်ဆောင်လို့ရမှာဖြစ်ပါတယ်โอเคဒီနေရာလေးမှာခဏလေးစောက်ပေးလိုက်ပေါ့နော်ကိုလူတို့အနေနဲ့ဒီထက်ကနေပတ်ဆက်ဆောင်မှဆိုရင်ဂိမ်းစောစရာမလိုဘဲနဲ့ဒီပြေးထားပေးရုံနဲ့အဲ့နေတဲ့အချိန်မှာအလုံးလုံးနေတဲ့အချိန်မှာဒါမှကျွန်တော်တို့ဒီတိုင်း run ပေးထားရုံနဲ့ပတ်စံလျှောက်စီမှာဖြစ်ပါတယ်ပထမအဆုံးအနေနဲ့ကိုလူတို့တတိထားရမှာကတော့ပေါ့နော်ဖုန်းထဲမှာစီတဲ့ဘူရီလေးတစ်ခုကို US နိုင်ငံမှာထားပြီးတော့ connected လုပ်ပေးထားရမှာဖြစ်ပါတယ်ဒီလိုလုပ်ပေးထားလိုက်ပြီးဆိုရင်ကိုလူတို့ကဒီအောက်ကစတက်ဆွေနေရာလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်โอเคဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ကိုလူတို့ကဒီအပေါ်ကကောင်လေးကိုတစ်ချက်ထပ်မှနှိပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ရဲ့ဖုန်းဆက်တဲ့လေးထက်ကိုရောက်စီလာပြီးဆိုရင်ဒီ APP လေးကိုကျွန်တော်တို့ကလိုက်စာပေးရမှာဖြစ်ပါတယ်ဆွဲကျွန်တော်တို့ဒေါက်လို့ဆွဲခဲ့တဲ့ APP လေးတွေးမြင်ရပြီးဆွဲဒီကောင်လေးထက်ကိုတစ်ချက်ဝေးလိုက်ပါဒီမှာ arrow ကိုတစ်ချက်နှိပ်ပေးလိုက်ပါကျွန်တော်တို့ကဒီ arrow ကိုလုပ်ပေးလိုက်ပြီးဆွဲဘေးခလုံးနဲ့ပြန်ထွက်လိုက်ပေါ့နော်ဘေးခလုံးနဲ့ပြန်ထွက်လိုက်ပြီးဆွဲဒီထက်ကနေကျွန်တော်တို့ကစတဲ့ပတ်စံဆောက်လို့ရမှာဖြစ်ပါတယ်โอเคဒီနေရာလေးမှာခလာလေးဆောက်ပေးလိုက်ပြီးဆွဲအပေါ်မှာကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာလေးတွေပဲဖြစ်ပါတယ်ဒီအောက်မှာဆွဲအချိန်စပီးသူကဒီကောင်လေးကိုပြပေးထားမှာဖြစ်ပါတယ်အဲ့နေတဲ့အချိန်မှာအလုံးတုံးနေတဲ့အချိန်မှာဒါမှကျွန်တော်တို့ဒီလိုဖုန်းလေးကို run ထားပေးရုံနဲ့ပတ်စံရရှိမှာဖြစ်ပါတယ်အပေါ်မှာဆွဲကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာလေးတွေကိုသူကပြပေးထားမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကိုလူတို့မြင်တဲ့အတိုင်းပေါ့နော်ဒေါ်လာလေးတွေကတိတ်လာပြီပဲဖြစ်ပါတယ်ဒီလိုနည်းနဲ့ဒီထက်ကနေပတ်စံလေးတွေကိုစောက်ပြီးလို့ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့အပြေကိုပြထွေးလိုက်မယ်ပေါ့လို့ကိုလူတို့ကဒီထက်ကနေဘူပေလိုက်ကောင်းရေကောက်တော့ဒေါ်လာလေးတွေကရရှိလာမှာဖြစ်ပါတယ်โอเคဒီထက်ကနေပတ်စံထုံလေးကိုတစ်ချက်သွားလိုက်ရအောင်ပေါ့နော်ပတ်စံထုံမယ်ဆိုရင်ကိုလူတို့ကဒီအောက်ကပတ်စံအိပ်ပုံစံလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီနေရာလေးမှာ withdraw ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါကျွန်တော်တို့ရဲ့ဒီငွေထုတ်တဲ့ wallet တွေကိုဒီနေရာလေးမှာမြင်တွေ့ရမှာဖြစ်ပါတယ်ဒီထက်ကပတ်စံထုတ်ဖို့ wallet တွေမရှိဘူးဆိုရင်ဒီနေရာလေးမှာ$0.535ကနေအနည်းဆုံးကျွန်တော်စီမှာ KB ဝယ်ပြီးတော့နဲ့လာထုတ်လို့ရမှာဖြစ်ပါတယ်တကယ်လို့ဘိုင်းနဲ့အကောက်စီးတဲ့သူတွေဆိုရင်လည်းပဲဘိုင်းနေနဲ့ပတ်စံထုတ်ပေါ့နော်ပေနေအကောက်စီးတဲ့သူတွေဆိုရင်လည်းပေနေတာနဲ့ပတ်စံထုတ်ပါပေးပယ်အကောက်စီးတဲ့သူတွေဆိုရင်လည်းပဲပေးပယ်နဲ့ပတ်စံထုတ်ဖို့ကျွန်တော်ကအကြံပေးချင်ပါတယ်ဒီထက်ကနေပတ်စံထုတ်မယ်ဆိုရင်ကိုလူတို့အနေနဲ့ဘိုင်းနေနဲ့ပတ်စံထုတ်ဖို့အကြံပေးချင်ပါတယ်ကျွန်တော်တို့ကနေထိုင်ရနိုင်ငံလေးတွေကိုရွေးမယ်ဆိုရင်ဒီမှာကျွန်တော်တို့မြန်မာအလံလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါနှိပ်ပေးလိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့နေထိုင်ရနိုင်ငံလေးတွေကိုရွေးပြီးတော့ကိုနေထိုင်ရနိုင်ငံလေးတွေနဲ့သူပတ်စံထုတ်ယူလို့ရမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ကတော့ဒီနေ့မှာမြန်မာကိုပဲရွေးပြီးတော့ဒီထက်ကနေဘိုင်းနေပေးဘက်ပေးနေရအစာစီတဲ့ wallet တွေနဲ့ပတ်စံထုတ်ယူမှာဖြစ်ပါတယ်โอเคကျွန်တော်တို့ဒီလိုနီးနေပေါ့နော်ဒီထက်ကနေပတ်စံလေးတွေကိုအလွယ်တကူစောက်ပြီးလို့ရမှာဖြစ်ပါတယ် KB ကိုပြီးတော့နဲ့ပတ်စံထုတ်မယ်ဆိုရင်ကျွန်တော်ရဲ့ Telegram channel လေးကိုဆက်သွယ်ပြီးတော့ကိုလူတို့ကကျွန်တော်စီမှာကတိုင်ရဲ့ KB ကိုပြီးတော့နဲ့ပတ်စံလာထုတ်လို့ရမှာဖြစ်ပါတယ်โอเคဒီထက်ကနေပတ်စံထုတ်ဖို့
ဆိုရဲအနည်းဆုံးပမာဏကဆိုရဲပေါ့နော်ဒီ0အနောက်က35ဒေါ်လာပြီးထားဖို့တော့လိုပါတယ်0535ဒေါ်လာပြီးမှဒါကျွန်တော်စီမှာ KB ဝယ်ပြီးတော့ねလာထုတ်လို့ရမှာဖြစ်ပါတယ်โอเคနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ငွေထုံးနည်းနဲ့အတူကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါမယ်